အထူး special ဈေးနှုန်းနဲ့ရောင်းပေးမယ်ကဲလက်ချိတ်တပုံလာပြီကိုမကြီးပစ္စည်းနေအများကြီးရောက်ထားတော့မှနေစရာမရှိလို့အထူး special လက်ချိတ်တပုံရောင်းပေးမယ်အဲ့တော့အမတို့လူကိုလူရမယ်တယောက်တစ်လုံးတော့မဖြစ်မနေယူဘာဖြစ်လို့လဲဆိုပထမဆုံးပြောပြချင်တာကလက်ချိတ်ဒီဇိုင်းအရန်လှတယ်ဈေးနှုန်းအရန်တန်မယ်ကျမရောင်းချပေးမယ်ဈေးနှုန်းလေးက2000ကဲလော amazing price နဲ့ပေးမှာဖြစ်ပါရှင်29,900အဲ့မှာ quality ကိုတစ်ချက်ကြည့်မယ်ကိုမတွေရောင်းချပေးမယ်ဈေးနှုန်းလေး29,900ဆိုတာလူတိုင်းမဖြစ်မနေတစ်လုံးလောက်ကတော့ယူတင်နေအောက်ထောက်တွေပါမယ်ထားလိုက်တာလက်ချိတ် site ကအလောတော် site ကလေး site တစ်ခါလေးပြောပေးမယ်အလျားက10လက်မှအမြင့်6လက်မှနဲ့အလောတော်ပဲလက်ချိတ်ထဲမှာလုံးဝပေါ့နော်ဒီကင်တင်တဲ့ site ပေါ့နော်အမတို့အရင် site ကြတဲ့ site အရင်လည်းမကြည့်ဘူးအရင်လည်းမသိဘူးကျိုးရှည်ပါမယ်နော်အထဲမှာအော်ဒီဘက်မှာတကယ်ဟိုဘက်မှာတကယ်အလဲစစ်တစ်စစ်နဲ့ကျိုးရှည်ပါမယ်ကျိုးရှည်မှာဆိုလို့ရှိရင်ဒီပါသူ့ရဲ့ logo တွေ basic တွေပါရောပဲကဲတန်လိုက်တာကိုမကြီးဘယ်မှမဝင်နေဘူးဒီဟာလေးကြိုက်တယ်လက်ချိတ်ကိုဝယ်ခြင်းနဲ့ចောင်းသားမိဘတွေကြော့ခြင်းနဲ့ဒီချိန်မှာဆိုလို့ရှိရင်အရင်တင့်တော်တဲ့အိတ်ပဲနော်ဒါလေးကလေနီညိုရောင်လေးနော်ဒါဒီ video file ထဲမှာဆိုအနီရောင်ဖြစ်နေအပြင်မှာအရန်လာတယ်နီညိုရောင်လေးရှိမယ်ကာလာလိုင်း900စိုက်တာတို့ရင် second shot လေးနဲ့နင်းနင်းသွားပြီးအရန်တန်အရန်လာကျိုးရှည်ပါမယ်နော်ချောကလက်ရောင်ရှိမယ်ကာလာလိုင်း900လက်ကားရပါတယ်လက်ကားစီးတည်တဲ့ရှိမယ်ကိုမတွေဒါလေးကကျွန်းရောင်နှောက်လိုက်တာဟောပဲ့ရောင်တရားမှမရှိဘူးဟောဒါကအနီရောင်ဒါလေးကအဖြူရောင်နှောက်လိုက်တာအဖြူရောင်လေးလေအကြိုက်ဆုံးကာလာဆိုလို့ရှိရင်အဖြူကြိုက်တယ်ဒီကျွန်းရောင်လေးလည်းလာတယ်အနီလေးလည်းလာတယ်နော်စိတ်ချတွေ့ရင် screen shot လေးနဲ့သွားပါ29,900လက်က9လုံး10လုံးသေးရှိပါမယ်ရှင်ကဲအရန်တန်သွားပြီဒါကြီးကတော့အရန်တန်သွားပြီနော်ကိုမကြီးအဲ့တော့ဒီဟာလည်းအမတို့အစ်စ်ဈေးလေးနဲ့ရောင်းပေးထားတာနော်စိတ်ချတွေ့ရင် screen shot လေးနဲ့ညံ့ညံ့လေးသွားပေးကျေးဇူးတင်ပါတယ်